what is that ဘာဖြစ်တာတော့ဘာဖြစ်တာတော့ဘာဖြစ်တာလဲဒါဘာဖြစ်တော့တာလဲ what is that ဘာဖြစ်တော့တာလဲဖုံးကြောင်သွားတယ်ကွာလှုပ်ရှားလို့မရတော့လှုပ်ရှားလို့မရတော့ဖြေးလှုပ်ရှားလို့မရတော့လှုပ်ရှားလို့မရတော့ဟာချလောဟာပေါ်မလာတော့ what is that ရပြီတော့နည်းနည်းရေတိုက်ကြီးနည်းနည်းလေးရေနည်းနည်းပို့လိုက်တာနော်ပြန်လန်းသွားပြီနော်ဟာရာဘူစာလာကဲဟာရာဘူစာဆောလာတယ်မပိုင်ချင်းအောင်မရဘူးဂျုံလာတော့မသိဘူးဒီလိုက်တိချင်ကိုင်းနောက်ကတ်ကြည့်လိုက်ဟာရာဘူလာကဲရှေ့တို့နဲ့လာကဲရှေ့တို့နဲ့1 2 1လိုက်ကွာလိုက်တာမလားဗျာလေးမဝဲနာဗျာကြိုက်တယ်မဲပေးစိတ်ကလောက်ရှိရနော်ပေးစိတ်ကလောက်ရှိရညီလေးဟာရာဘူစာကြိုက်တာလားပေးစိတ်ကြိုက်တယ်လားမင်းမယ်တစ်စက်တည်းတို့လားကျွန်တော်ပြန်မယ်ထင်လား I will never go back to home ကျွန်တော်ဘယ်တော့အိမ်ပြန်မရှိတို့တစ်စက်နဲ့မှအလုံးလောက်တာအနိုင်မျိုးစာဖို့မယ် me no e ကျွန်တော်တွေးမရှိဘူး okay 1 we go ပြမယ်1လာအချင်းနောင်ကျိုးတွေကိုခြိထားတာအချင်းနောင်ကျိုးတွေကိုခြိတော့တာကောင်အေးကျလားကျွန်တော်အချင်းနောင်ကျိုးတွေခြိသွားတယ်အကောင်တီးအကောင်လိုက်အချင်းနောင်ကျိုးတွေခြိပြီးတော့လူကိုစတန်းသွားတာလုံးမလားရှာလာဒီမဲ့ညီမလေးဖက်ပြေးတာလေမဲမပြေးပါနဲ့စားဖို့မယ်နော်မပြေးရတော့မစားဖို့လဲမပြေးရလက်စလီမရှောရင်ထမင်းမစားအောင်ကြည့်လိုက်1 2 1ကျွန်တော်ချောပါလေကြည့်လိုက်ရှိုးလက်စလီမရှောရင်ထမင်းမစားအောင်အဲ့တော့ကျွန်တော်ထမင်းစားအောင်ဟဲ့လားကြည့်တာပုတ်ပြီးပါတော့မနော်စားပိုးလိုက်တယ်နော်စားပိုးလိုက်တယ်ညီလေးတို့စားတစ်ချောင်းပို့လိုက်တယ်ကိုကြီးကြော်တင့်နာမည်ပြောင်းထားတာကြော်တင့်နဲ့ကြီးရနေတာဒါဂိမ်းစစ်စတန်ကကျွန်တော်ခုနကသိမလားဖုံးကြောင်သွားတဲ့ခါမှာလေ AFK ဖြစ်တော့လို့ကျွန်တော်ငွေရတော့တာပါပုံမှန်ဆိုကျွန်တော်ရွှေရပါတယ်နော်တကယ်ကြီးလိုက်နော်ဒါနည်းနည်းဂိမ်းစစ်စတန်အမားမျိုးတစ်ခုဖြစ်သွားလို့ပါနော်